အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ရွှေတောင်ထဲမှာဒီနေ့ကျွန်တော်ရဲ့ပိုင်ကြီးတွေလုံးပန်တွေမှန်သွားရဲ့အတွက်ဝမ်းသာရဲ့လို့အရှင်ဆုံးပြောချင်ပါတယ်ပြီးခဲ့တဲ့ဘက်ကတောက်ကြနေမှာမနေ့၄ငါညနေ9:00ဆိုပြီးတော့ထွက်ထားခဲ့တာအားလုံးမှတ်ရအောင်ပါပါအခုဘက်မှာလည်းပဲကနန်းတွေကပုံစံပြောင်းလာပြီဖြစ်လို့ကျွန်တော်အတိအကျပြန်လဲဆန်းစစ်ပေးထားပါတယ်မနေ့ပြန်အင်ကာနေ့တနေ့ကုန်စာအတွက်အဓိကအားပြုထိုးရမယ်ပတိကတော့3နဲ့5ဖြစ်ပါတယ်3ရဲ့5ရဲ့ပါအရန်ဒီနေ့တဲ့တင်စင်လာရမယ်ကီးဆိုရင်တော့ကျွန်တော်တို့4 3ည5ကီးပါဒီကနန်းတွေကတော့အပိုင်လာဖို့ရခိုင်တော့တော်တော်များနေတာကိုတွေ့ရပါတယ်မိမိကြိုက်တဲ့ကနန်းလေးတွေနဲ့တွဲဖက်ပြီးလည်းပဲကန်ဆန်းနိုင်ကြပါတယ်ကျွန်တော်ဒီနေ့တင်ပေးခဲ့တဲ့အထင်မှာကျွန်တော်ရဲ့မွေးကနန်းပတ်တီတစ်ပတ်တီယနေ့မှာအောင်မြင်မှုရရှိခဲ့ပါတယ်ကြံရှိနေတဲ့မွေးကနန်း၅ခွက်ကိုလည်းပဲထိုးထားကြဖို့ကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်အားလုံးပဲအဲ့ဒီတော့ငွေဒီဝင်တဲ့အင်္ဂါနေလေးမနေ့ဖြန်အားလုံးပဲငွေဒီဝင်တဲ့အင်္ဂါနေလေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like and subscribe လေးနှိပ်ပေးခဲ့ကြပါအောင် TikTok ကအမျိုးတွေကလည်းပဲကျွန်တော်ကိုအပေါင်းလေးနှိပ်ပြီးကူညီပေးခဲ့ကြပါအောင်ဗျာအားလုံးကန်တောင်းကြပါစေ